ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုကျမတို့ရဲ့ John Entertainment Channel ကနေကြိုဆိုလိုက်ပါတယ်ကျမတို့ Channel လေးကနေပရလောကဇလံကောင်းများစွာနဲ့ကမြဖြစ်ရဲ့စံချိန်ဇလံကောင်းလေးကိုနေ့စဉ်တင်ဆက်ပေးနေရပြီဖြစ်ပါတယ်ဒီနေ့မှတင်ဆက်ပေးမှာကတော့လူသားစားကဝေးဆိုတဲ့ဇလံလေးရဲ့အစားဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဇလံလေးမစတင်မီကျမတို့ရဲ့ Channel ကို Like and Subscribe လေးနှိပ်သွားဖို့နဲ့ဇလံတင်များစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မမေ့ပါနဲ့ရှင်ဒါဆိုရင်ဇလံလေးကိုပဲစတင်လိုက်ပါပြီကပလီကဝေမာကြီးကိစ္စပြီးသွားတော့တတိရွာပြန်မှုဖြစ်နေဒါပေမဲ့ပြန်မဲ့ကိစ္စဆရာကြီးကိုပြောမယ်စစ်စစ်မှာပဲဆရာကြီးမောင်တာတီရေဆရာကြီးတို့တော့နောက်တစ်ပွဲနှွေးရအောင်တော့မယ်ဟေ့တာတိတ်လိုပဲရှမ်းပြည်ကိုဖျက်တတ်ဖို့ဖြစ်နေရဲ့ဆရာနှုတ်ဖားကလည်းအံ့ဩပြီးတော့ဆရာကြီးကိုနှမ်းကြည့်လိုက်တယ်အေးနှုတ်ဖားလည်းမပြန်နဲ့အောင်ဒါလည်းပွဲကြီးပဲကောင်းမယ်ဖြစ်အောင်ပါကွာဟုတ်ကဲ့ပါဆရာကြီးကိစ္စရှိသေးရဲ့ဆိုရင်ကျွန်တော်မပြန်သေးပါဘူးအေးကိစ္စပေါ်လာပြန်ပြီနှုတ်ဖားရဲ့ဒီတကားတော့ဘကိုးယူမပတ်มาတယ်ကွာလူသားစားတဲ့ကဝေးတကောင်ရောက်နေရဆိုပဲဗျာလူသားစားတဲ့ကဝေးဟုတ်လားဆရာကြီးအေးဟုတ်တယ်ဒီကောင်ပေါ်ရီတာရလမ်းစဉ်ကိုလိုက်တဲ့ကဝေးကွာဒီကောင်နေရာလေကပလီကဝေးမကြီးလိုပဲလူသားကိုမကြစားကြရတယ်ဒါမှသူတို့ရဲ့ပညာအဆင့်တက်လို့ရတာတဲ့ဆရာကြီးအိမ်ကအေခန်းကြီးထဲမှာဆရာကြီးရဲ့ဆရာနှုတ်ဖားရဲ့ကျုပ်ရဲ့၃ယောက်သားစကားပြောနေကြတယ်လူသားစားကဝေးဆိုတဲ့အကောင်ကြီးကိုတွေးပြီးတော့ကြောက်ကူသွားတာဆရာကြီးရဲ့အေခန်းကြီးကကျေတလောက်ရှေးရောက်ပကြီးကရွေရဲ့နိုင်ငံတကာဆရာကြီးယူလာတဲ့အထူးဆိုင်ပစ္စည်းလေးတွေကိုမှန်ပုံးလေးနဲ့ပြသထားတာတွေတော်တော်ဆုံးပါတယ်ဗျာအားတဲ့ခါတိုင်းဆရာနှုတ်ဖားဆရာကြီးရဲ့အေခန်းကြီးတွေကပစ္စည်းတွေကိုတစ်ခုချင်းပြပြီးတော့ရှင်းပြနေရှိတယ်ကျိုးတစ်ခုပြောအောင်မယ်ကျိုးဆရာကြီးစီကိုစားရောက်ကလေးကအခုချိန်ဒီပဲပေါ့ဗျာဆရာကြီးဘောင်းမရှိဝတ်တာရှုပ်ဖက်နဲ့စီးတာမျိုးတွေတခါမှမတွေ့ဘူးဆရာကြီးကပစိုးကွက်တုံးကြီးနဲ့ပိတ်အင်းယူပဲအမြဲဝတ်တာနိုင်ငံတကာလေးပြီးတော့ပြန်လာရေးဆိုပေမဲ့ဆရာကြီးကလုံးဝဘူးမဆန်မင်းနဲ့မြမတော်တော်ပြီးသားတာစားတာတောက်တာအစားမြမရိုးရအစားအစာကိုပဲစားတာနေတာထိုင်တာပြောတာအစားလူရိုးတွေလူကြီးပါကဝေရီကမာယာတော့တော်တော်များတယ်နော်အိမ်တို့ဆရာနှုတ်ဖားပြောလိုက်တယ်ဒီတော့ဆရာကြီးကခံကြားတဲ့အပြုံးတစ်ခုပြုံးလိုက်တော့တယ်အော်နှုတ်ဖားရေနမေဝအောက်လန်းလီကွာအောက်ဆိုတာနှင်းကြတာပြောတာမို့လားဗမာမြင်းမြတ်တဲ့အလုပ်ဖြောက်မဲ့တဲ့အလုပ်ကိုလုပ်ပါမလဲဆရာကြီးနဲ့ဆရာနှုတ်ဖားပြောတာကိုနားထောင်ရင်းနဲ့ကျုပ်ရဲ့စိတ်ထဲမှာကျုပ်သိကျင်တာတခုကိုမေးကြည့်ချင်လိုက်တာဗျာဆရာကြီးကတော်တော်ပါးနေတာကျုပ်ကိုတစ်ချက်ငဲကြည့်ပြီးဟာမောင်တာတီစိတ်ထဲသိကျင်တာရှိမေးလေကွာမေးပါဒါမှဘ ഹു တုဒ္ဒတုံးပါပေါ့ဆရာကြီးကပြောတော့ကျုပ်ကအားတက်သွားပြီဒီလိုပါဆရာကြီးရဲ့ဟိုကပလီမာကြီးကိစ္စတော့ကပလီမာကြီးကလက်ထဲမှာတခုခုစုပ်ထားသလိုလုပ်ပြီးတော့ပါဇက်ကမန်တန်ယူလိုက်တဲ့အခါလက်ထဲမှာဝင်းဖြစ်သွားပြီးတော့ဆရာကြီးကိုလှမ်းပစ်လိုက်တယ်အဲ့ဒီမှာတဲ့ကပလီမာရဲ့လက်ထဲကနေအလေးလုံးလေးတခုထွက်လာတာကိုကျုပ်တွေ့လိုက်တယ်ကိုတီးလုံးတော့ရှိမယ်ဗျအဲ့ဒါဆရာကြီးပြစ်လိုက်တဲ့အင်းနဲ့တက်ထိပြီးတော့လွင့်စင်ထွက်သွားတယ်ဝေမာကြီးအောင်ဖိထားရဲ့လဲကျသွားသေးတယ်အဲ့ဒီအလေးလုံးကဘယ်ကထွက်လာတာတော့ဆရာကြီးပြီးတော့အဲ့ဒါဘာခေါ်တဲ့ဆိုတာကျုပ်စကားမစခင်ဆရာကြီးကလက်ကပြလိုက်တော့ကျုပ်တဲ့စကားကိုအိမ်မှာတင်ရက်လိုက်ရတော့တယ်အဲ့ဒါကဝေဆက်လို့ခေါ်တယ်မောင်တာတီရဲ့ထိလိုက်တော့ကတော့ပွဲချင်းပြီးသွားမှာပေါ့ကွယ်ဆရာကြီးပြစ်လိုက်တဲ့အင်ကဆက်ပြက်အင်းလို့ခေါ်တယ်ကွာဆရာကြီးကအထက်လမ်းမော်တက်ကိုတော်တော်လေးတက်ထားတဲ့သူဆိုတော့ဘေးကဝေကိုဘေးဟင်းနဲ့နေနေရမယ်ဆိုတာအတက်သိနေရပေါ့ကွယ်။အော်ဒါကဝေဆက်ကိုကျုပ်ကတယောက်တည်းပြောရင်းနဲ့မှတ်ထားလိုက်မိရင်ဆရာကြီးအခုဆရာကြီးသွားပြီးတော့နေနေမဲ့လူသားစားကဝေကဘာတွေများလုပ်ပါသလဲအိမ်တို့ဆရာနှုတ်ဖားမေးတယ်ဒီတော့ဆရာကြီးကဒီကလည်းတော်တော်စိုးသားကွာသူစားမဲ့လူကိုနေသားလိုက်စားကြတယ်တနင်္ဂနွေသားသမီးကိုစားမှဆိုရင်ရွာစင်နေပြီးတော့တနင်္ဂနွေသားသမီးကိုတွေ့အောင်ရှာရတာကွာတွေ့ပြီဆိုတာနဲ့လူနဲ့မှာတိုစည်းနဲ့တွတ်ပြစ်ခဲ့တာအဲ့ဒီကဝေရဲ့တားကဖြစ်သွားတဲ့သူကဝေရှိရဲ့တိုးတွေကိုမရောက်ရအောင်သွားတော့တာပဲကွာတတိမရှိတော့ဘူးပေါ့ကွာအိမ်မွေးချထားတဲ့လူလိုဖြစ်နေတော့တာအိမ်မှာတင်ဒီကောင်ကသူစီရင်ထားတဲ့ရစ်ခုံးကိုခေါ်သွားပြီးတော့သူကိုးကွယ်တဲ့မိစ္ဆာကောင်ကိုပိတ်ပြီးရှစ်ကောင်ကိုလေချောင်းသိဖောက်ပြီးတော့တွေးကိုငွေဖလားနဲ့ခံတာကွာအဲ့ဒီငွေဖလားကလေတတိချာချာအစီရင်နဲ့စီရင်ပြီးတော့လှုပ်ထားတဲ့ဖလားကွာ
ပြီးရင်အဲ့ဒီသွေးနဲ့မိစ္ဆာကြီးကိုပူဆောင်ရတယ်ဟာလူတက်ပြီးတော့ရစ်ဖို့ဆိုတာပေါ့နော်ဆရာကြီးအေးပေါ့မောင်တာတီးအဲ့ဒါပြီးရင်တော့သူအစင်သေးလုပ်ထားတဲ့ထင်းမီးဖို့ကြီးရှိတယ်ဒီကောင်ကအဲ့ဒီထင်းပုံကိုပတ်ပြီးတော့အောင်လန်းမော်မန်တန်တွေကိုရွတ်ဖတ်တော့တာပေါ့မန်တန်ဆုံးတာနဲ့ငွေဖလားတွေကသွေးကိုလက်နဲ့ယူပြီးတော့ထင်းပုံကိုတောက်လိုက်တယ်ထင်းပုံကဝုံဝင်နေမိပြီးတော့မီးတောက်ကြီးထားတောက်တော့တာပဲဟေ့ဒီမှာတင်ဒီကောင်ကအဲ့ဒီမီးတောက်ကြီးတွေကိုခုံဝင်သွားရောကွာဗျာကျုပ်ကအံ့ဩပြီးတော့အော်လိုက်မိတယ်ဆီယာနိုဖာကလည်းကျုံလို့ပါပဲအံ့ဩပြီးတော့ပါဇက်ဟောင်းလောင်းဖြစ်နေတာအေးအဲ့ဒီမီးတောက်မီးရှန်နေမှာဒီကောင်မန်တန်တွေဆက်ပြီးတော့ရွတ်နေတာပေါ့ကွာအဲ့ဒီမီးတွေတဖြည်းဖြည်းငိမ့်သွားရောကွာနောက်ဆုံးထင်းထင်းနဲ့ကုန်သွားပြီလုံးဝငိမ့်သွားတဲ့အခါကျတော့မှဒီကောင်ကပျောက်ရည်တွေကထွက်လာတာသူဝေထားတဲ့အဝိတောင်မှမီးမဆွဲဘူးကွာဟာကဝီရလေးတော်တော်စွမ်းကြတာပါလားကျုပ်လည်းအံ့ဩပြီးတော့ပြောမိတာပေါ့စွမ်းပါပြီလားမောင်တာတီရဲ့ဒါကြောင့်သူတို့နှိမ့်နှင်းဖို့ကျုပ်မှနိုင်ငံတကာလှည့်ပြီးတော့ပညာရေးသင်ခဲ့ရတာပေါ့ဆရာကြီးကိုကျုပ်တော့အရန်နဲ့လေးစားပြီးတော့အရန်နဲ့အံ့ဩမိပါရဲ့ဆရာကြီးဟာဆရာကြီးကကျုပ်ရဲ့စကားကိုကြားတော့ခေါင်းလေးတစ်ဆက်ဆက်ညှိပြီးပြောတယ်ဗျကျုပ်ကိုယ်နိုင်ကလည်းဒီဘက်မှာတော်တော်ဝါသနာကြီးတာကွတချို့ပညာရှင်တွေကိုတက်ရတာတော်တော်ဒုက္ခခံရတယ်အဲ့ဒါတွေကိုကျုပ်ဖြင့်ဒုက္ခလို့မမြင်မဲနဲ့ပျော်နေတာမောင်တာတီရဲ့။အော်ဒါထက်ဆရာကြီးကျုပ်တခုမေးပြရစီဗျာ။မေးလေမောင်တာတီမေးပါဗျ။ဟိုခုနရစ်ပူစော်ပြီးတော့မီးရုပ်ခုံဝင်သွားတဲ့ကလေးကသူရစ်ပူစော်ထားတဲ့လူရဲ့အလောင်းကောင်ရောဘာလို့ထားတော့ဆရာကြီး။အော်အေးမောင်တာတီမေးတာမေးထိုက်တဲ့မေးခွန်းပဲကွ။ဟုတ်ကဲ့သိချင်လို့ပါဆရာကြီး။ဒီလိုကွကျန်ရဲ့အလောင်းကိုအသားရင်တီးယူပြီးတော့ကြာကြာနာနာဟင်းချက်ပြီးတော့တဝစားတာကွာပြီးတော့အလောင်းအပိုင်းစားတွေကိုကျင်းတူပြီးတော့ဖျောက်ဖျက်ပစ်တာပေါ့ကွယ်ဟာဒါကြောင့်ဒီကောင်လေးကိုလူသားစားကဝေလို့ခေါ်ကြတာပဲနော်ဘာကြောင့်ဒီကျင့်စဉ်ကိုလုပ်ကြလဲဆရာကြီးကျုပ်ကလည်းမထူးတော့ဘူးဆိုပြီးတော့ဆက်မေးရတာပေါ့ဆရာကြီးကလည်းလူစိတ်ရှိတာမျိုးကြုံမိသမျှတွေကိုပြောပြတာသူတို့အသက်ရှည်ပြီးတော့မော်တကူတွေတိုးတိုးလာအောင်လုပ်ပေါ့ကွာကဝေကအသက်တော်တော်ရှည်ကြလို့လားဆရာကြီးရှိပါလားမောင်တာတီရဲ့အင်ဒိုနီးရှားကျွန်းကြီးတစ်ခုပေါ်မှာကျိုးတွေ့ခဲ့တဲ့ကဝေတစ်ခေါက်ဆိုရင်လေအသက်800ကျော်နေပြီကွာဟာအဲ့လောက်ကိုရှိရလားဗျဆရာကြီးကခေါင်းကြီးပြတယ်ကျုပ်ဖြင့်ကဝေတွေကိုတော်တော်လေးကိုတန့်သွားတာပြီးတော့အဲ့လိုကဝေတွေကိုနေနေနိုင်တဲ့ဆရာကြီးကိုလည်းတော်တော်လေးစားမိတာပါဆရာကြီးဦးမင်းအောင်လိုတိလသမာဓိရှိုံတင်မကဘဲနဲ့အထက်လဲမော်ပညာတွေကိုကန်းကုန်အောင်တတ်ထားတဲ့ပုံကူမျိုးနဲ့အတူသွားလို့ကတော့တာတီဆိုတဲ့ကောင်ကလေဘာလို့မှမှုမဲ့ကောင်မဟုတ်ဘူး။အော်ဆရာကြီးခုနကပြောတဲ့ဘဘိုးရိုးမကဝေဆိုတာအေးကွာနှုတ်ဖရငါတပည့်တယောက်ရှိတယ်ဒီကောင်ကကင်းရင်လူမျိုးနမရစိုးရင်အေးတဲ့ရေးရဘဘိုးရိုးမတောင်ပေါ်ကလဲကျူဆိုတဲ့ရွာလေးရပေါ့အခုတော့လေကူးမြို့လေးမှာနေတယ်ဟိုတနေ့ကပဲစိုးရင်ကျုပ်စီကိုလာသွားတယ်ယူမရွာကလေးတွေမှာလူငယ်ကလေးတွေပျောက်သွားတာ3ယောက်ရှိပြီလေကွာအဲ့ဒီပျောက်သွားတဲ့လူငယ်တွေကဗုဒ္ဓဟူသားတယောက်ကြာသာပရိသတ်တယောက်နဲ့တောက်ကြသမီးတယောက်တည်းကွာဟာဒီကဝေးကတော်တော်ဆုံးနေပြီပဲအေးဒီကောင်ကနေလေပြီးတော့တက်စားနေပုံပေါ်တယ်ကွာတနေ့ဦးနေတနေ့လားအင်္ဂါတွေကိုတခြားနေမှာစားလာခဲ့တယ်ထင်တယ်ကွာဒီတခါစားရင်တော့ဒီကောင်စနေသားကိုစားမဲ့အနေပဲကွာဗျာကျုပ်ဖြင့်ဒီကုလုံးတုံသွားသလားတော့မသိပါဘူးကျက်သူတွေမြန်တဖြည်းဖြည်းထသွားတာပဲဟုတ်တယ်မောင်တာတီရဲ့မင်းရဲ့ကူညီကိုတော့ဆရာကြီးယူရတော့မှာပဲကွယ်ဒီကဝေကိုတော့ရအောင်နေနေမှဖြစ်တော့မယ်ကွယ်နေပါအောင်ဆရာကြီးရဲ့ဒါကဝေရဲ့လက်ချက်ဆိုတာကိုဝင်မအောင်မဖြစ်နိုင်ဘူးလားဆရာနိုဖာမျက်မှောင်ကြုပ်ပြီးတော့ဆရာကြီးကိုစင်းစင်းဆဆမေးတယ်ဟာမဖြစ်နိုင်ဘူးနိုဖာရဲ့အဲ့ဒီမော်လန်းစင်ကပေါ်ရီတာရာလန်းစင်လို့ခေါ်တယ်ဒါဒီမှာခေါ်ကြတာပေါ့ကွယ်တခြားနိုင်ငံတွေမှာလည်းဒီမော်အတက်ကရှိပါတယ်ဟိုမှာတော့ဒါကိုဘလူးမော်အတက်လို့ခေါ်ကြတယ်ကွယ်ဒီမော်ကိုယောက်ျားပဲတင်ရရနော်မိန်းမတင်ခွင့်မရှိဘူးအော်ဒါကြောင့်ဟိုအေးစောရီကိုဆရာကြီးမှာလိုက်ပြီးဆရာကြီးတို့လာခဲ့မယ့်အကြောင်းပေါ့စောရီကလက်ကူကစောက်မယ်တဲ့ဆရာကြီးကိုရောက်တာနဲ့လဲအစင်တင်လုပ်ပြီးတော့ယူမအခြေရအောင်သွားရမယ်ပြီးတော့မှတောင်ပေါ်တက်ကြရမယ်စောရီတို့ရွာမှာပဲကျွတ်တူတဲကြမယ်လေအဲ့ဒီမှာလူတလူလုံးကြတာပေါ့
ဘလို့လဲမောင်တာတီလိုက်မယ်မို့လားဆရာကြီးကကျုပ်ကိုကြည့်ပြီးတော့မေးတယ်ဗျကျုပ်ကလည်းနည်းနည်းမှတုံဆိုင်မနေပါဘူးကျုပ်ကတော့အစ်စ်ပါပဲဆရာကြီးကအဲ့လိုပြောလိုက်တော့ဆရာကြီးရောဆရာနှုတ်ဖာရောဖြိုးဖြိုးကြီးလုံနေကြတယ်ကျုပ်တို့ခီးထွက်တာဘူတော်ဟုနေအင်းအားထွက်လာတာတော့ဝီလီဝင်းနေပေါ့လက်ကူရောက်တော့စုခံဝင်ချင်းဆရာကြီးတပည့်ဆိုရင်ချောင်းကလေးတစ်ဖက်ကန်းလာပြီးတော့ကြိုပါတယ်ပြီးတော့လက်ကူကသူ့အိမ်ကိုခေါ်သွားတယ်အင်းအားခြေတဲ့ရှိအိမ်ပြထမင်းနေဟင်းနေအစင်းသေးချက်ထားလို့ပါဆိုရင်အေးရဲ့မိမကလည်းကြိတ်ရင်းပြတော်တော်သဘောကောင်းကြတယ်ကျွတ်တို့ဆရာတပည့်တွေဆက်စားနဲ့စားလိုက်ကြတာဗျာဒါပေမဲ့တို့တော့မစားရကြဘူးဘာဖြစ်လို့လဲဆိုတော့ဒီကနေသွားရင်တော့နွားလေးစီးရမှာမို့လေလဲဆောင်မခံနိုင်အောင်နည်းနည်းလေးလျှော့စားကြတာပေါ့ဆိုရင်ရက်ထောက်ထောက်မနှုတ်ခမ်းမွေးကားကားကြီးနဲ့စေးတိုင်တောက်လို့သူ့မျက်နှာကြည့်ရတာနဲ့ကိုတော်တော်တတိရှိပြီးတော့တစ္ဆာရှိမဲ့ရုံမျိုးပေါ့ဗျာဆရာကြီးကဆိုရင်ကိုတတိအကြောင်းပြောပြတယ်ဗျကပလီကဝေမာကြီးကိုနေနေတော့တတိလောက်ရတာတွေကိုပြောတော့ဆိုရင်သဘောကျပြီးတော့တတိရဲ့ကြိုးပုတ်ပြီးတော့ပြောတယ်မင်းအာကြီးတတိကောင်းနေကောင်းမေးကွာတတိကမင်းနဲ့တွေ့တာဆရာကြီးတော့အာကိုအာထာဖြစ်တာပေါ့ကွာကျုပ်ကတော့ပြုံးုံပဲပြုံးနေလိုက်တော့တယ်နေကူမှတိတ်မချကြပါဘူးဘုံမကျုပ်ခင်ယူမရွာကိုရောက်သွားမှာဆိုတော့တမင်စားပြီးတအောင်တနာနာပြီးရနဲ့နွားလေးနဲ့ကျုပ်တို့ခီးဆက်ခဲ့ကြတယ်နိုင်ပြန်2ချက်လောက်ရောက်တော့ယူမအချီကရွာလေးတစ်ရွာကိုရောက်တယ်အဲ့ရွာမှာလည်းစိုးရီအေးရဲ့အတီချမ်းနေမနှဲဘူးဗျသူတို့တွေတရားကိုတရားကင်းလို့ပြောကြတယ်ခဏနေတော့စိုးရီကဆရာကြီးကိုလာပြောတယ်လူသားစားကဝေးအကြောင်းသူစုံစမ်းကြည့်တာဒီရွာလူတွေကဘာမှမသိကြဘူးလို့ပြောတယ်အဲ့ဒီပါလေးရဲ့နောက်ဘက်ကိုပတ်သွားပြီးတော့တောင်တက်လမ်းကြောင်းလေးအတိုင်းကျတို့ရိုးမဘုံတက်လာခဲ့လဲလန်းကြောင်းအတိုင်းသွားကြပါတယ်တခါတလေရောလေစမ်းကြောင်းတင်တင်လေးတွေကိုဖြတ်ကူးကြရတယ်စကားပြောရင်နားလိုက်သွားလိုက်နဲ့စိုးရီဦးဆောင်ရလိုက်ခဲ့ကြတာညနေမောင်တီအချိန်လောက်ရောက်တော့စိုးရီအေးရဲ့စာတီလေကျူးရောက်ကျတို့ရောက်ခဲ့တယ်ဗျစိုးရီအေးရဲ့မိဘတွေကတော်တော်အသက်ကြီးကြပြီအဖိုးရောဖွားကြီးပါ80ကျော်ကြီးပဲဒါပေမဲ့တွတ်တွတ်လက်လက်ရှိကြတော့မှအဖိုးရောဖွားကြီးပါတွေ့သဘောကောင်းတာဗျအိမ်ကြီးကလည်းကောင်းလိုက်ကြဗျာချွေရရှိအိမ်တော်တော်ဦးကျတာကျတို့ဆရာတပည့်တွေအတွက်ခေါင်းကြီးဘက်ကအခန်းကျယ်တစ်ခုကိုတဲဖို့ပေးထားတယ်ဆရာကြီးကိုလည်းတော်တော်ယူသေးကြတယ်တရားလုံးဗုဒ္ဓဘာသာကင်းရင်တွေလို့စိုးရီရပြောတယ်ဒါပေမဲ့ဆရာကြီးကစိုးရီကိုတတိပေးတယ်အထက်တန်းဆရာတွေမှဘယ်သူမှမသိစေဘူးကဝေးရဲ့တရင်ကိုအမြန်ဆုံးထောက်လှမ်းဖို့ပေါ့စိုးရီကလည်းအေးတညာအိပ်ပြီးရဲ့နောက်တနေ့မှာမိုးလင်းတာနဲ့ပဲအနီးနားရွာတွေကိုတွားပြီးတော့တရင်စုံစမ်းတော့တာပဲအဲ့ဒီည10 နာရီလောက်ရောက်တော့တနေ့ဓမီတမဝင်းနဲ့ပြန်ရောက်လာတယ်သူနဲ့တူကရင်ဖိုးကြီးတယောက်လည်းပါလာတယ်အိမ်ညာတော့ကျတူတော်တော်နဲ့မအိတ်ကြအောင်ဆရာကြီးကပါလာတဲ့ကရင်ဖိုးကြီးကိုသူသိကျင်တာတွေမြင်းမြန်းတော့တာပဲအဲ့ဒီကရင်ဖိုးကြီးရဲ့နာမည်ကမန်းအောင်ပွင့်နေသူကမှုဆိုးဆိုပဲယူမတော်လေးမှာငငယ်ကလေးကအမိန်လိုက်လာတာတဲ့ဆရာကြီးသိကျင်တဲ့ကဝေးရဲ့တရင်ကိုမန်းအောင်ပွင့်ကိုမေးပြီးတော့ပြောစိုးရင်ကပြောလိုက်တော့ဆရာကြီးကစပြီးတော့မေးတော့တာပဲမန်းအောင်ပွင့်ကယူမတွေမှာအမိန်လိုက်တာပေါ့ဟုတ်ပါတယ်ဆရာကြီးကျုပ်ကအသက်20တည်းကမူဆိုးလောက်လာတာပါအခုဆိုရင်တော့အသက်50ပြည့်ပြီပေါ့ဗျာမန်းအောင်ပွင့်ခုတလုံးဒီယူမတွေမှာထူးထူးခြားခြားဘာများတွေ့တယ်လဲဟိုရင်ကတော့ထူးထူးခြားခြားမတွေ့ပါဘူးလိုခဲ့တဲ့2 ရက်လောက်ကတော့ကြားခုံချောင်းလေးအဆက်ကထူးထူးခြားခြားလူတစ်ယောက်ကိုတွေ့လိုက်ရတယ်အရက်က6 ပေလောက်ရှိမယ်မျက်နှာခက်ပြားပြားပြမိုးစိတ်မွေးနှုတ်ခမ်းမှုရလေတော်တော်ရှိတယ်စပင်းကလည်းဖားရည်ကြောနေလာရောက်တယ်တွေ့ကြတာသူ့ရဲ့မျက်နှာမျက်လုံးတွေကနင်းနေကျုံနေဒီလူကိုလေဒီတော်ထဲမှာတခါမှမတွေ့ဘူးပါဘူးဆိုတော့ချုံမိုထီကနေချောင်းကြည့်နေတာအဲ့လူကဘာလုပ်တယ်တင်လဲကောင်းကင်ကိုမော့ကြည့်နေကျုပ်ကလည်းသူ့ကြည့်တယ်လို့လိုက်ကြည့်တာပေါ့အဲ့မှာတိမ်ငက်တကောင်ကဝဲနေတာဗျခဏနေတော့ဒီလူဟာတစ်ပင်နေမရှိရဲ့မြေခွက်လက်ကိုထွက်သွားတယ်အေးပြောပါအောင်မေဒီလူကကရင်ပစိုးနဲ့ကရင်တင်တိုင်းနီနီကိုဝှစ်စင်ထားတယ်ဗျဒါပေမဲ့ဒီလူကရင်မဟုတ်မှန်းကျုပ်အတက်သိပါတယ်အဲ့ဒီလူမျက်ခင်းလေးမှာချီဆုံရက်ပြီးတော့ကောင်းကင်မှာပြန်နေတဲ့တိမ်ငက်ကြီးကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျပြီးတော့သူ့ရဲ့ဖနှောက်နဲ့မြေကြီးကိုပေါက်လိုက်တာကောင်းကင်မှာပြန်နေတဲ့တိမ်ငက်ကြီးကစောက်ထိုးပြိုးကျလာတာဗျဘုံကနေမြင်ပြီးတော့လေမျက်ခင်းပေါ်မှာစိုက်ငင်ဖြစ်နေတာဗျဘာပြောကောင်းမလဲဆရာကြီးဟာအဲ့ဒီလူကလေငက်ကြီးကိုစက်ကနေကောက်ယူပြီးတော့လေဘေးကိုကိုက်တော့တာပဲဗျအိုးသွေးတွေပန်းထက်လာတော့စုပ်တော့တာပဲကျိုးဖြစ်နေခြံထဲမှာလှုပ်ကုန်မလုံနိုင်
ကြောက်တာဗျို့လူဆိုတာလေးခတ်တော့ခတ်သားဗျကြောက်တာအိမ်လူထွက်သွားတော့ကျုပ်ကနောက်အောင်ခံပြီးလိုက်သွားခဲ့တယ်ဗျဒီလူကစင်ကောင်းတောင်ဘက်ကိုသွားတာစင်ကောင်းတောင်ဆိုတာအင်မတန်တောနဲ့တာလေလူတွေသိမလာကြဘူးကျုပ်တည်တည်ချာချာကြည့်တော့ဒီလူကတောင်ကြီးကတိုးဦးထဲမှာတင်းလေးဆောက်ထားတာဗျို့သူ့တင်းသားမှာမီးဖိုကြီးတစ်ခုနဲ့အိုးတွေခွက်တွေတွေ့တယ်တစ်ခုခုချစ်မြုပ်ထားတဲ့ပုံပဲပြီးတော့တင်းသားကြောက်တုံးကြီးပေါ်မှာငွေဖလားလေးတစ်လုံးနဲ့တမြောင်တစ်လက်ချထားတာတွေ့ရဲ့ဗျတမြောင်ရဲ့အယိုးကိုရွှေစစ်နဲ့လှုပ်ထားရင်လို့ကျုပ်တို့ထင်တာပဲကျုပ်လည်းတိတ်ကြကြမနေရနဲ့အသားလေးပြန်ပြီးပြေးလာခဲ့ရတယ်ဆရာကြီးကမန်းအောင်ပွင့်ကိုကျုပ်မရအောင်မေအဲ့လူကိုဘာလိုမျိုးလို့ထင်တော့ဆရာကြီးရဲ့မိကိုကင်ဖိုးရစဉ်းစားပြီးတော့ဖြစ်ကျုပ်စိတ်ထင်တော့ဒီလူကဗမာမေးထင်နေဗျကင်မဟုတ်တာတော့သိကြတယ်ဟုတ်တော့ပါတယ်ဘယ်ခေတ်တည်းကရှိနေခဲ့တဲ့ကဝေးနဲ့မှမသိတာမန်းအောင်ပွင့်ကဆရာကြီးပြောတာနားထောင်ပြီးတော့ပြောတယ်ဗျဘယ်ခေတ်ဆိုတာတော့မသိဘူးဆရာကြီးကကျုပ်ဖြင့်တော်တဲ့ကို2ရက်လောက်တောင်ဝင်ရဲဘူးအခုလည်းစင်ကောင်းတောင်ကြားခုံချောင်းတို့ဘက်ကိုချင်းတော့မလဲတော့ဘူးမန်းအောင်ပွင့်တွေ့ခဲ့တာဘယ်တော့မှလဲအဲ့လိုဆရာနှုတ်ဖဝင်မေးဒီတော့မန်းအောင်ပွင့်က9ရက်8လောက်ပဲရှိအောင်မေးအဲ့လိုဖြစ်ရောဆရာကြီးကစိုးရီကိုမေးတယ်စိုးရီတောက်ကြသမီးကိစ္စဖြစ်တာဘယ်လောက်ကြာပြီလဲတလားလောက်တော့ရှိပြီဆရာကြီးတိတ်မှန်တာပေါ့အခုဆိုရင်တစောင်းမုံလာဆန်ပြီးပြီအခုလာမယ့်စနေကတစောင်းမုံလာရဲ့ပထမဆုံးစနေပဲကွာဒီစနေမှာသူစနေသားကိုစားမနေပြီဗျာစနေသားကိုစားမှာဟုတ်လားဗျမန်းအောင်ပွင့်ကလမ်းဖြတ်ပြီးတော့ပြပြတဲ့လေးမိတယ်ဟုတ်တယ်ဗျမန်းအောင်ပွင့်ခင်ဗျားတွေ့ခဲ့တဲ့လူကလူသားစားကဝေးပဲအသက်လေးနည်းမှမဟုတ်ဘူးအနည်းဆုံး200 300တော့ရှိလောက်မယ်အလိုဖျားကြီးကျုပ်ဖြင့်ကြောက်လိုက်တာဆရာကြီးကမကြောက်နဲ့မန်းအောင်ပွင့်ဒီကဝေးကောင်ကျုပ်နှိမ့်နေမယ်ခင်ဗျားလေးကျုပ်ကိုကူညီပါဟုတ်ကဲ့ကူညီပါမယ်ဆရာကြီးဘယ်လိုများကူညီရမယ်ဆိုတာသာပြောပါဗျဒီလိုပါမန်းအောင်ပွင့်အဲ့လူသားစားကဝေးနေတဲ့နေရာကိုတိတာခင်ဗျားတယောက်ပဲရှိရမို့လားအဲ့တော့ကျုပ်တို့ကိုလမ်းပြလို့ပြီးတော့ခင်ဗျားခေါ်သွားပါဗျာလမ်းပြဟာဖြစ်ပါမလားဆရာကြီးကမန်းအောင်ပွင့်ကအထိတ်တန့်ပြန်မိလိုက်တော့တယ်ကျုပ်ဖြင့်တန်သွားတဲ့မန်းအောင်ပွင့်ကိုကြည့်ပြီးတော့ရည်ကျင်လိုက်တာဗျာမပြောပါနဲ့တော့မနေ့ကထင်းထားလိုက်ရတယ်ဆိုရင်အရာမနေ့ဖြန်မှာသတင်းကိုတည်တည်ချာချာထောက်ပြီးတော့ဒီကောင်ဒီနေ့ရက်တွင်အလုပ်လုပ်တော့မှာကွာဘယ်ရွာကိုရွေးတယ်ဆိုတာသိဖို့လိုတယ်။အော်နေုံဒီတခါစနေသားဆိုတော့အနောက်တောင်ဘက်ကျတဲ့စနေရက်ကရွာဘယ်ရွာရှိအောင်ကွ။ဆိုရင်ရောမန်းအောင်ပွင့်မှာတရားမျက်နှာတယောက်ကြည့်ပြီးစဉ်းစားကြတယ်။ဟာအနောက်တောင်ဘက်ကျတဲ့ရွာဆိုတော့ကျုပ်ခုနပြောတဲ့စင်ကောင်းတောင်ဘက်ပေါ့ဗျ။ကြောက်ထက်ရွာအနောက်တောင်ဘက်ကျတဲ့ရွာပေါ့။ဟုတ်ပြီပြောဟုတ်ပြီ။အဲ့ရွာကိုဒီကောင်ရွေးထားတာဗျ။ဒါကြောင့်စင်ကောင်းတောင်ဘက်မှာတဲရီပါရီထိုးပြီးတော့အစင်တိပြင်းနေရပေါ့။ဟုတ်ပြီပြောကဲမနေ့ပြန်ကျတို့ကြောက်ထက်ရွာကိုသွားမယ်။မနေ့ပြန်ဆိုရင်တောက်ကြမို့လား။စနေဆိုရင်တော့ဒီကောင်အလုပ်လုပ်တော့မှာ။ကျတို့တွေအိမ်ညအိယာဝင်တော့အယုံတက်ကနေနေပြီ။ဆရာကြီးကတော့မအိပ်တော့ဘဲနဲ့ဖျားကမ်းမှာဖျားရှိခိုးပြီးတော့ပရိစိတ်နေရာကိုတွေ့ရတယ်။ကျတို့အိပ်ပျော်သွားလိုက်တာနောက်တနေ့မနေ့ရောက်လို့ဆရာနှုတ်ဖနိုးမှပဲနိုးတော့တယ်။ဆိုရင်အေးတို့အိယာကျွေးတဲ့ကောင်းကြီးမောင်းနဲ့စစ်သား6မိဖို့လေးကိုအာရပါရစားပြီးရနဲ့ရိုးမခီကိုထွက်ခဲ့ကြတယ်။ကြောက်တက်ကိုရောက်တော့ညနေဆောင်နေပြီ။ကြောက်တက်မှာတော့စိုးရီအရာရင်းနှီးရဲ့မိတ်ဆွေမရှိဘူး။မန်းအောင်ပွင့်ရဲ့မိတ်ဆွေတယောက်အိမ်မှာတဲကြရတာပေါ့။မန်းအောင်ပွင့်ပဲရွာလေးထွက်ပြီးတော့သတင်းထောက်လိုက်ရတယ်။နှစ်နိုင်လောက်ကြာတော့မှမန်းအောင်ပွင့်တုတ်နဲ့ပြန်လာတယ်။ဆရာကြီးကမန်းအောင်ပွင့်ပြန်လာတဲ့ပုံစံကိုကြည့်ပြီးတော့ဟာမန်းအောင်ပွင့်တော့အကြောင်းထူလာပြီထင်တယ်။အိမ်လိုစီးကျူပြောလိုက်တယ်။မန်းအောင်ပွင့်ကဆရာကြီးရှိမှဝင်ထမ်းလိုက်ပြီးတော့ဆရာကြီးရေကျုပ်ပြောတဲ့ကင်းတင်တိုင်းတဲ့လူရရွာတွေကထွက်သွားတာတွေ့ခဲ့တယ်ဗျ။ရွာတွေကိုဘာတွေဝင်လို့ညာလဲမသိဘူး။အေးသူရွာပြင်ထွက်သွားရင်လမ်းကြောင်းမမိသလား။ဟာမမိတာပေါ့ဆရာကြီး။အဲ့ဒီလမ်းကြောင်းဘယ်ဘက်ကိုဥတီတော့။အဲ့ဒီလမ်းကြောင်းနေအောင်ဆရာကြီးဟာသိပြီဗျ။အဲ့ဒီလမ်းကြောင်းစင်ကောင်းတောင်ဘက်ကိုဥတီတာဗျ။အေးဒါဆိုတော့နေရာကြပြီကွ။နဲ့စိုးထားပြီးတော့လုပ်ငန်းစပြီးတော့မောင်းကြတယ်ဆရာကြီးကကျုပ်ဘက်ကိုလှည့်ပြီးပြောတယ်ဗျဟုတ်ကဲ့ကျုပ်အစင်သစ်ပါပဲဆရာကြီးအဲ့လိုကျုပ်ကပြန်ပြောတော့ဆရာကြီးကခေါင်းညစ်ပြီးတော့မနေ့ပြန်မနေ့ပိုင်းတခုခုလေးစားပြီးရနဲ့မောင်တာတရားထင်းဝင်မဲ့ပုံစံနဲ့ဓမ္မတူလေးကိုခါထိုးပြီးတော့တော်ရဲကိုဝင်ပြီးတော့မနေ့ကကဝေဝင်သွားရင်တောင်မောင်ပွင့်ကလိုက်ပြလိုက်မယ်ဘာမှမကြောက်နဲ့နော်မ
မအောင်ပွင့်နဲ့စိုးရိမ်ရလက်နက်ကိုစီနဲ့မလန်းခန့်ပါလာမှသိလားမောင်တာတီတနေရာမှာကဝင်းနဲ့တွေ့ရမှာပဲမင်းကိုနာမည်ဘလို့ခေါ်လဲဘာနီသားလဲမင်းတော့တာတီလို့ပြောပေါ့စနေသားလို့ပြောနော်ဘယ်ရွာမှာနေလဲလို့မင်းကြောက်ထက်မှနေရပေါ့သူကတူစိတို့မှာပဲမင်းကိုမနဲ့စောစောမသွားခင်မှာဆရာကြီးအင်တစ်ဆက်တိုက်ထားမယ်တူစိမမိနိုင်တဲ့အင်းပါပဲတန်ချက်ကအင်းလို့ခေါ်တယ်မောင်တာတီရဲ့တကူလုံးကိုတန်ချက်ကအင်းဝှက်လိုက်တယ်လို့ဖြစ်တာပေါ့ကွာဟုတ်ကဲ့ပါဆရာကြီးအေးဆရာကြီးပြောမယ်နော်ကဝေတူစီကမောင်တာတီကိုဘာမှဖြစ်ပေမယ့်ဖြစ်ချင်ဟန်ဆောင်ရမယ်ကဝေကအမိတ်တွေပြီးအိပ်ပျော်နေတဲ့လူလိုသူခိုင်းတာတွေကိုအကုန်လိုက်လုပ်ပြီးတော့ဒီနေ့မှတော့ဟမပြက်စင်နေနော်စိတ်ချပါဆရာကြီးဘေးမင်းကိုဘယ်ခေါ်သွားတယ်ဆိုတာကိုစိုးရိမ်အီတို့ကတည်တည်ချာချာကြည့်ပြီးမှတယောက်ပြန်လာပြီးတော့ကျုံးနေနုဖာကိုခေါ်လိုက်မယ်ဒီအစီကိုနေဝင်ပြီးမှစီရင်လို့ရတာကွာဒီနေ့လုံးမင်းကိုဒီကောင်ဘာမှမလုပ်ဘူးသိလားဟုတ်ကဲ့ဆရာကြီးအေးကျုံးနေနုဖာရောက်ရင်မင်းကိုကျွတ်တို့ယောက်ျားတနည်းနည်းဆက်သွယ်မယ်တတိတော့မလိမ့်စင်နဲ့နော်မောင်တာတီစိတ်ချပါဆရာကြီးရဲ့မင်းကိုရွှေပူစော်ကနေပြီဆိုတော့မှရုတ်တရက်ထားပြီးတော့ကျွတ်တစ်ဘက်ကိုပြေးပြီးတော့သိလားကျန်တာကတော့ကျုပ်လို့ပေါ့ကွယ်ဟုတ်ကဲ့ပါဆရာကြီးကျုပ်ကိုစိတ်မပူပါနဲ့မင်းတို့တက်တီကောင်းတဲ့လူမျိုးတော့ကျုပ်တက်မတွေ့ဘူးပါအောင်မောင်တာတီအိမ်လူဆရာကြီးကပြောပြီးတော့အိမ်ညစောစောပဲဖျားရှုခိုးကြရင်ဆရာကြီးရဲ့ဆရာနှုတ်ဖားရဲ့စိုးရိမ်အေးဖျားဝှက်တက်ပြီးတော့ဗတိစိတ်ကြတယ်မန်အောင်ပွင့်တဲ့ကျုပ်ကတော့အိယာဝင်ပြီးတော့အိတ်ကြတာပေါ့ဒီမနက်တော့စောစောနူးတယ်ကျုံနူးတော့ဒေါ်တလေးအတိုင်းပဲထမင်းချမ်းစားရင်းနှီးချမ်းတောက်ကြတာပေါ့အားလုံးစားတော့ပြီးတော့မှဆရာကြီးကကိုင်းလာမောင်တာတီဖျားရှိခိုးပြီးတော့အဲ့လိုခိုင်းနေကျုံတဲ့ဆရာကြီးခိုင်းတဲ့အတိုင်းပဲဖျားကိုရှိခိုးတယ်ဆရာကြီးကအင်းတစ်ချက်ကိုပြချပြီးတော့ရီဖြောတိုက်တယ်ပါဇက်ကလည်းမန်နန်နေရွတ်ဖက်နေတယ်ကဲမောင်တာတီတန်ချက်ကအင်းကိုတိတိကျကျနူးထားလိုက်ပြီကွဘာမှမကြောက်နဲ့နော်ဒါပေမဲ့ဟန်တော့ကောင်းဖို့လိုရဲ့နော်ဟုတ်ကဲ့ဆရာကြီးကဲသွားပြီတော့မန်အောင်ပွင့်နဲ့စောရီရမောင်တာတီကိုအထူးပြုဆိုင်ကြနော်တစက်ကလေးမှမျက်ချင်ပြက်စီနေဟုတ်ကဲ့ပါဆရာကြီးအဲ့လိုစောရီရပြောရင်ပြီးတော့စောရီရတရှိတကြောင်မန်အောင်ပွင့်ရဒူလေးနဲ့မြားချီတောက်ကိုနေလိုက်တော့တယ်ကျုပ်ကတော့ပစိုးတူတူဝိပစိုးတထဲခေါင်းပါပြီးတော့ဓမ္မတူတကြောင်ခါထိုးကျိုးတွေတခွေလွယ်ပြီးတော့ထွက်ခဲ့ကြတယ်ရွာပြင်ရောက်တော့ကဲမောင်တာတီကဝေကောင်ကြီးမနေ့ကဝင်သွားတာဒီတန်းမေးကွာကဲမင်းသွားပြီတော့မင်းနောက်မလန်မကန်းမှာငါတို့ပုံပြီးတော့လိုက်လာမယ်ကောင်းပြီဗျို့အိမ်လိုကျုပ်ကပြောပြီးတော့တော်တဲ့ဝင်ခဲ့တယ်ချက်ကြီးတွေကတော့တဖြည်းဖြည်းထားလို့ဗျတော်တဲ့ကိုတော်တော်လေးဝင်လာလိုက်ပြီးတော့တော့ကလည်းနဲ့တက်ထက်နှက်လာပြီဒူသွားလန်းလေးကတော့ဖြောက်နေရပဲဟေ့တငယ်နေပါအောင်ကွာကျိုးဆိုတာစပင်းအောင်ထောင်သွားသလားထင်မိတယ်ဗျို့ကျုပ်ရဲ့ညာဘက်ကဒင်းကြီးပြည်နောက်ကနေထွက်လာတဲ့လူကြီးကိုကျုပ်လမ်းမြင်ရတယ်ကျုံနေတော့ခြေလန်းစင်တန်းလောက်တော့ဝေးပါသေးတယ်။မင်းကဘယ်ရွာကတော့ကွာ။မန်အောင်ပွင့်ပြောတဲ့ပုံစံတိုင်းပါပဲ။အရက်က6ပေလောက်ရှိတယ်။မျက်နှာခက်ပြပြ။မူးစိတ်ဝင်နှုတ်ခမ်းမွေးတွေကတွတ်တွတ်ဟုရှိတာ။မိုးစိတ်တွေကတထားလောက်တွဲကြနေ။မိုးစိတ်မွေးနဲ့နှုတ်ခမ်းကဆက်နေရောပါဇက်ပေါက်တောင်မှတိတ်မတွေ့ရဘူး။မျက်လုံးတွေကဒီတီနဲ့နာနန်းကောက်ကောက်ရင်နှစ်ဖူးကလည်းမောက်မောက်ကြီး။ခေါင်းကစပင်းရဖားလိုက်ရင်ကျိုးလိမ်လောက်ရောက်တယ်။ကျုပ်ကကြောက်ထက်ကဗျ။အော်ဘာလာလို့တော့ထင်းခွေပဲလားဟုတ်တယ်ဗျကျုပ်ကထင်းလောင်ခွေတာအော်မင်းနာမည်ကဘာလဲတော့ကျုပ်နာမည်ကတာတီးဗျအလိုတာတီးရဲ့လားပြောရင်းနဲ့ကဝေးရကျုံသားကိုကတ်လာတယ်တာတီဆိုတော့စနေသားများလားဟုတ်တာပေါ့ဗျာကျုပ်ကစနေသားစစ်စေးဗျနေတက်ရည်တက်မွေးတာလို့ကျုပ်မိကပြောတယ်ဗျတိတ်ကောင်းတာပေါ့ကွာပြောဆူကဝေးရကျုပ်ရဲ့ကျုပ်ကိုသူ့ရဲ့လဝိုင်းနဲ့ဖုန်းထဲမြင်အောင်ရိုက်ချလိုက်တယ်ကျုပ်ဆိုတာရှေ့ကိုတူထောက်ပြီးတော့ကြာသွားတာပေါ့ကျုပ်သိပါရဲ့ဒါဆရာကြီးပြောတဲ့တိုးစိမ်းဆိုတာပဲကျုပ်ကိုတိုးစိမ်းတုတ်ထားတဲ့နဝါနဲ့ရိုက်လိုက်တာဗျဆရာကြီးတိုက်ထားတဲ့အင်းရဲ့အစွမ်းကြောင့်ကျုပ်ဘာမှဖြစ်ဘူးဒါပေမဲ့ကျုပ်ကဂိုင်းတိုင်တိုင်ပုံစံလုပ်လိုက်ရတာပေါ့ဟဲ့တာတီထဆန်းငါအမိတ်ဟောကဝေးရကျုပ်ကိုအမိတ်စပေးပြီကျုပ်ကလည်းအိမ်မွေးချခန့်ထားရတဲ့လူလိုဒီရင်တရိုင်နဲ့ထားလိုက်ရတာပေါ့ငါ့ကိုကြည်စမ်းတာတီစနေသားတာတီအခုချိန်ကစားပြီးတော့မင်းကိုငါပိုင်ပြီငါခိုင်းတာလုပ်ရမယ်ဘယ်နဲ့တော့လုံးဝမို့လားကျုပ်ကမျက်လုံးဆင်းပြီးတော့ခေါင်းကိုခပ်ဖြည်းဖြည်းညှိပြလိုက်တော့ရင်ကောင်းပြီတာတီငါနောက်ကလိုက်ခဲ့တော့အခုလိုက်ခဲ့တော့ပြောဆိုကဝေးရောကရင်တင်တိုင်းနေနေနဲ့ရှေ့ရထွက်သွားတယ်ကျုပ်ကဒီရင်တရိုင်လုပ်ပြီးတော့နောက်ကနေလိုက်ရတာပေါ့ကဝေးရတန်ကုန်းကိုတက်ရင်ကျုပ်ကလည်းလိုက်တက်ရတာပေါ့ကဝေးရရှူရဲကိုဆင်းကျုပ်ကလည်းလိုက်ပြီးတော့ဆင်းရတယ်တော်တော်ဝေးတာ
နိုင်ပြန်2ချက်လောက်ရှိပြီထင်တယ်ဒီတော့မှကဝေရဲ့တဲကိုရောက်တယ်မန်အောင်ပွင့်ပြောတဲ့အတိုင်းပါပဲမီးဖို့ရောအိုးရီခွက်တရောရေစိုးလောက်မြင့်တဲ့ကြောက်တုံးကြီးပေါ်မှာအစစ်တင်ထားတဲ့ငွေဖလားနဲ့ငွေနှက်ကန်ရုံတက်ထားတဲ့ဓာတ်ကိုလည်းတွေ့ရတယ်တတိဒီမှာထိုင်လာခဲ့အဲ့လိုကဝေကကျုပ်ကိုခေါ်တယ်ကျုပ်ကလည်းဘာမှမသိသလိုသူခိုင်းတဲ့အတိုင်းလုပ်ရတာပေါ့သူကကျုပ်ကိုတစ်ပင်တပင်အောက်မှာထိုင်ခိုင်းနေကျုပ်လည်းမောနေရောငြိမ်ပြီးတော့ထိုင်နေရပေါ့လက်စွပ်တွေကတော့တစ်ချက်မှအလစ်မပေးဘဲနဲ့မတိမတာကြည့်နေရတယ်ကဝေကသူ့ရဲ့တဲတဲကိုဝင်သွားတယ်တော်တော်ကြာမှပြန်ထွက်လာပြီးတော့အိုးတွေကိုစမ်းကြောက်ဘက်ကိုယူသွားပြီးတော့ဆေးတယ်ပြီးတော့မိဖို့ယူမိမွေးစမ်းကြောက်ကရေကိုတဲပြီးအိုးတွေကိုထည့်မိဖို့ပေါ်မှာယူနီဦးယူတည်ထားတာပေါ့ကျုပ်ဖြင့်အသေးရလိုက်တာကျုပ်ကိုပြုံးမဲ့ယူနီဦးကြီးမို့လားယူနီဦးလေးတည်ပြီးတော့ကဝေကတဲရဲ့အနောက်ဘက်ကထင်းချောင်းတွေကိုတင်လာတယ်ထင်းတွေသွားတင်နေရောမှာပဲနေနေရတော်တော်ဆောင်းနေပြီကဝေနောက်တစ်ခါထင်းချောင်းတွေသွားတဲ့ချိန်မှာကျုပ်ဘေးဘီကိုကြည့်လိုက်တော့တယ်ပလန်မကန်ကမြားစိတ်ပင်နောက်ကနေဆရာနိုဘလက်ကနေထွက်ပြပြီးတော့ပြန်ဝင်သွားတယ်။ဟာဆရာကြီးကိုရောက်နေပြီပဲ။ကျုပ်ဖြင့်အားတက်သွားလိုက်တာပြောမနေနဲ့တော့ကဝေးရထင်းချောင်းတွေတော်တော်များများတည်ပြီးသွားတော့ထင်းတွေကိုစနေကြစီပြီးတော့မိဖို့ကြီးလှုပ်ထားတယ်။နေဝင်သွားပြီပြို့။ကဝေးနဲ့ပြင်စင်တာတွေအားလုံးပြီးသွားပုံပဲ။ငွေပလားတင်ထားတဲ့ကြောက်တုံးကြီးနားမှာထိုင်ပြီးတော့နားနေတယ်။သူကောင်းရတော့ကောင်းကင်ကိုမော့ပြီးတော့ကြည့်နေတယ်။တော်တော်လေးကြာတော့တော်ကြီးတစ်ခုလုံးမောင်းလာပြီ။ကဝေးနဲ့ထိုင်နေရနေဝုန်းကနေထားပြီးရက်တယ်။မိဘလေးမှာတော်တော်မောင်းလာပြီ။ရှင်နူးကြိုထားတဲ့မိဘကအလင်းရောင်ကြောင်လင်းနေရပေါ့။တာတီစနေသားတာတီထတော့အခုထတော့ကျုပ်ကအချီမူတူပုံစံနဲ့ထားရလိုက်တော့တယ်။ဒီတော့မှကဝေးရကျုပ်ခါမှကြိုထားတဲ့ဓမ္မတို့တွေ့သွားပြီးတော့တာတီငါ့ကိုဓာပေးစမ်းအိမ်လိုလက်ဝါးကြီးဖြတ်ပြီးတော့တောင်းနေ။ကျုပ်ကလည်းခါကြတောင်းထုတ်ပြီးတော့ပေးလိုက်တော့တယ်။တာတီလာတော့အဲ့လိုဆိုပြီးတော့ကျွေးနမောင်ကိုဆုံးညစ်ပြီးတော့ဆဲခေါ်နေဝေပလားတင်ထားတဲ့ကြောက်တုံးကြီးကိုမိပြီးတော့ရက်ခိုင်းနေပြီးတော့ကျုပ်ကောင်းကိုဖိပြီးတော့လှန်ချလိုက်တော့တယ်ကျုပ်ကောင်းကမော့ပြီးတော့ကျုပ်နေပြီးကလှန်နေရပေါ့ဝေပလားပေါ်မှာတင်ထားတဲ့ဓာတ်တွေနဲ့ဒီလိုက်လို့ကတော့ပန်းထွက်လာလိုက်မယ်တွေးဗျာမိလို့တော့ကောင်းမယ်မထင်ဘူးကဝေးရောက်ငွေပလားကိုလက်တစ်ဖက်ကကန်ပြီးတော့လက်တစ်ဖက်ကရွှေနှင်းလုပ်ထားတဲ့ဓမြောင်ရဲ့အယိုးခက်ကြစ်စုပ်ထားတယ်ကျုပ်မတိမတာကြည့်လိုက်တော့ဓာတ်တော့မြင့်နေအောင်တွေးထားတယ်ဒီဓာတ်နဲ့ဒီလိုကတော့အားအောင်သိစိတ်စရာလုံးမထင်ဘူးတီကနေနေမှာပဲကဝေးရကျုပ်လိမ်မင်းတက်မှာဓာတ်ကိုမြောက်ထားပြီးတော့မနန်တွေကိုအတန်ကျကျနဲ့ရွတ်တော့တာပဲကျုပ်ကတော့မကြည့်တော့ဘူးကောင်းကင်ပဲမော့ကြည့်နေရကျုံနဲ့ဒီအခွင့်အရေးကိုဘယ်မှာလဲလို့ခံလိုက်မလို့ကြောက်တုံးကြီးပေါ်မှာမိပြီးတော့ပလက်လန်နေရနေကဝေးရဲ့ရင်ညိုးတက်ကိုခေါင်းနဲ့စက်ကနေတိုက်ပြလိုက်တော့တယ်ဘုံကနေတိုင်နဲ့တို့အိမ်ကနေမြအောင်ကဝေးရဲ့ညီးထွားတန်ကိုကြားလိုက်ရတယ်ကျုံနဲ့ဆောဆရာနိုဘောက်လက်ကနေတွေးလိုက်ရတဲ့မြားစိတ်ပင်ဘက်ကိုဒုံဆိုင်ပြီးတော့ပြေးတော့တာပေါ့ကျုပ်ပြေးလာတော့တူတော့ဆရာကြီးနဲ့ဆရာနိုဘောက်တို့ကလွယ်ကြီးတွေကိုကြီးလွယ်နဲ့ပြေးထွက်လာကြတယ်တစ်ပင်နောက်မှာသွားနေမောင်းထားတယ်ဆရာနိုဘောက်ကျုပ်ကိုလမ်းပြောရင်းနဲ့ကဝေးစီကိုသွားနေကြတယ်ဟာလက်ဆက်သက်တော့ဒီလိုလာစမ်းပါလာခဲ့ကြစမ်းပါဒီကနေ့ငါစီရင်ကိုမအောင်မရအောင်နောက်ဆက်တဲ့ကောင်လေးငါပါလေးဆိုတာသိရမှာပေါ့ကဝေးရရှိကိုတူလာတယ်အလုံးနီနီရွေရရောင်နေကိုထွက်နေရပဲကျုပ်ကမြားစိတ်ပင်နောက်ကိုရောက်တော့စိုးရိမ်အင်းနဲ့မန်းအောင်ပွင့်ကိုတွေ့ရတယ်သူတို့တယောက်လည်းကဝေးကိုကြောက်ကြောက်လန့်လန့်နဲ့ကြည့်နေကြတာအယောင်နေတလက်လက်ထောက်နေတဲ့မျက်လုံးရည်နဲ့ဆရာကြီးကိုစိုက်ကြည့်နေဆရာကြီးအောင်ရှေ့ကိုတလဲတိုးလိုက်ပြီးတော့ဆရာနိုဖာကိုကထားတယ်ဆရာနိုဖာကတော့လက်ထဲမှာတခုခုကိုအသေးဆုပ်ထားသလိုပဲအဲ့ဒီတော့မှပဲကဝေးမကြီးကသူ့ရဲ့လက်တွေကိုအပေါ်မြောက်ပြီးတော့ဝှေ့လိုက်တယ်ဟာကျုပ်ပြင်နန့်အောင်အော်မိတယ်ဗျာဝင်းနဲ့အယောင်နေဖြာထွက်ပြီးတော့ဆရာကြီးတို့စီကိုပြေးလာတာဗျို့ဆရာကြီးကသူ့ရဲ့နှဝါးနှစ်ဖက်နဲ့ကာလိုက်တာလက်စည်းလက်သလိုလက်နေရဲ့အလင်းနဲ့နေရတုံနေရက်သွားတယ်ဆရာကြီးကနှဝါးနှစ်ဖက်နဲ့စက်ကနေရှိကိုတွန်းသလိုလုပ်လိုက်တော့အလင်းတက်နေရဝုန်းဆိုတဲ့အတန်ကြီးမြည်ပြီးတော့မိကိုလုံးကြီးဖြစ်ပြီးပျောက်သွားတယ်ဟာကဝေးကလက်သေးဆုပ်ပြီးတော့ပါဇက်နားမှာတိထားတာဗျမန်နယ်ရွတ်တာထင်နေဟောပြစ်တော့မယ်ဗျို့နိုဖာပေးစမ်းဆရာကြီးကလက်ဖြန့်လိုက်တော့ဆရာနှုံဖဆရာကြီးနဲ့တေကိုအင်းတိဆက်ထည့်ပေးလိုက်တယ်။ဟောပြစ်ပြီဗျို့။ကဝေးကပြစ်လိုက်ပြီ။တပည့်ကြီးပကံလောက်ရှိရဲ့အလင်းလုံးကြီးပြေးထွက်လာပြီ။ဟာကျူတူဆရာကြီးပြစ်ပြီ။အင်းနဲ့ပြစ်ပြီဗျို့။ဆရာကြီးရဲ့အင်းနဲ့အလင်းလုံးနဲ့တက်တက်ထိပြီးတော့အသိမြင်သွားတာ။မိကုန်းတွေကလည်းအသိမြင်သွားတာ။မိကိုတွေကလည်းဝုန်းကနေကိုတက်သွားတာပဲ။ဟာကဝေးကဖေထိုင်ရက်ကိုလဲကျသွားတာ။ဟာဆရာကြီးကသူ့ရဲ့လွယ်ကြီးကဖြူတခုကိုဆွဲထုတ်လိုက်ပြီ
ပိုက်ကွန်လိုဟာပဲကဝေးရနဲနေရနေပြန်ထားမှုစူးစမ်းနေတာဆရာကြီးကပိုက်ကွန်ကိုတိတိကျကျကန်ပြီးတော့တင်ကားတွေကုန်ပြည့်တယ်လို့ပြစ်လိုက်ပြီဟာဟုတ်တယ်ဗျို့ပိုက်ကွန်ကြီးဗျဒီထဲမှာဝဲပြီးတော့ထွက်သွားတာဟောအုပ်သွားပြီကဝေးကြီးကိုအုပ်သွားပြီဟောကဝေးကြီးမြေပြင်ပေါ်မှာလွတ်နေပြီဆရာကြီးကပါဇက်ကမန်တန်နေအဆက်မပြတ်ရွတ်နေတာကဝေးကြီးကလည်းပိုက်ကွန်အောင်မှာလိမ့်နေတာအောင်မလေးဗျပူလာကြီးရဲ့လွတ်ပေးပါဗျာအိမ်တို့အတန်နဲ့ကြီးနဲ့អော်လိုက်တာတော်ရီတော်လုံးဟိန်းသွားတာပဲမန်အောင်ပွင့်ဆိုတာကြောက်ပြီးတော့တစ်ဆက်ဆက်ကိုတုံနေရပဲနွန်ဖာကဝေတက်ဖြတ်အင်းတော်ကြီးပေးစံဆရာကြီးကလက်ဝါးဖြတ်ပြီးပြောလိုက်တော့တယ်ဆရာနွန်ဖာကလည်းအင်းတစ်ချက်ယူပြီးတော့ဆရာကြီးနဲ့ထဲကိုထည့်ပြီးလိုက်တော့တယ်ဆရာကြီးကအင်းကိုပါဇက်နာကပ်ပြီးတော့မန်တန်ယူတယ်ပြီးတော့လိမ့်နေတဲ့ကဝေကြီးကိုအင်းနဲ့ပြစ်လိုက်တော့တယ်မိကိုရီနောင်သွားတယ်မိကိုလုံးကြီးကတအားကျုံးလိုက်တဲ့ကဝေကြီးရဲ့အတန်တော်ရင်တစ်ခုလုံးဟိန်းသွားတာပဲမိကိုရီပြဲသွားတော့ကဝေကြီးကငြင်းနေပြီနှုတ်ကမလုပ်တော့ဘူးဆရာကြီးကအချိန်လေးကိုခဏစောင့်ကြည့်ပြီးမှသူ့ရဲ့ပိုက်ကုံပြန်ပြီးတော့ဆွဲယူလိုက်တော့တယ်မှတ်ထားကွာနှုတ်ဖိုက်ဒါကိုကဝေကူရဲလို့ခေါ်တယ်ဒီကုံရဲအောက်ကိုရောက်လို့ကတော့ဘယ်ကဝေမှမခံနိုင်ပါဘူးကွာဆရာကြီးကသူ့ရဲ့ကဝေကူရဲကိုလွယ်ကြီးလေးကိုပြန်ထည့်လိုက်တော့တယ်ဟာကဝေကြီးရဲ့အလောင်းကောင်ကြီးကအလိုလိုမိထားတောက်တာအိုးတော်တော်ပူတာပဲဗျာဆရာကြီးနဲ့ဆရာနှုတ်ဖတ်အောင်နောက်ကိုပြန်ဆုတ်လာကြရတယ်ဘလို့ဖြစ်လို့ဒီလောက်ပူတာပါလေလို့ကြုတ်တွင်းနေရုံပါပဲအဲ့ဒါငရဲမိတောက်လို့ခေါ်တယ်ကွာအခုတော့လွန်ကြီးရဲ့ကဝေကြီးတွေတည်တဲ့အခါထားပြီးတော့တောက်တတ်တယ်ဒါကြောင့်တအားပူနေရပေါ့ငရဲမိတောက်ကြီးငိမ့်သွားတော့ကဝေကြီးပြောက်ပြီပြတော့မကြံခဲ့ဘူးကဲအဲ့ဒီကိုမိရှို့လိုက်ကွာအဲ့လိုဆရာကြီးကပြောတော့စောရည်အင်းနဲ့မန်းအောင်ပွင့်အောင်ထွက်လာပြီးတော့ရင်သွေးကြိုထားတဲ့မြို့တွေကထင်းစားတွေကိုဆွဲပြီးတော့တဲပုံပြစ်လိုက်တော့တယ်ခဏနေရောကဝေကြီးရဲ့တဲလေးကမီးလောင်တော့တာပေါ့အိုးတွေခွက်တွေရောဝေဖလားရောဒါပါမီးလေးကိုပြစ်ထည့်လိုက်ကြတယ်လူသားစားကဝေကြီးတော့ဆက်သိမ်းသွားပြီပေါ့တာတီယူနဲ့ညာရင်းချင်းမင်းကြောက်တက်ကနေနေကျို့ပြန်လာခဲ့ကြတယ်နောက်တနေ့မှပဲရန်ကုန်ပြန်ခဲ့ကြတော့တယ်ပရိသတ်များရှင်လူသားစားကဝေကြီးဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးဆုံးသွားပါပြီနောက်ညမှာလေးဇာတ်လမ်းကောင်းများစွာရွေးချယ်တင်ဆက်ပေးအောင်ပါမို့အားပေးနားဆင်ကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်